ပါမယ်ဆိုဒီနေ့ကတော့လူငယ်ရဲ့ဘဝမှာဘလို့ရှင်သန်တည်တယ်ကျွန်တော်လည်းဘလို့ရှင်သန်ခဲ့တယ်ဆိုတဲ့ဟာနဲ့တွေ့ကြုံနေဝင်ကြမယ်။လက်ပြန်ကြလူခွေဆိုတာကြားဘူးလား။အဲ့မှာလေအခုလည်းမကြားဘူး။လက်ပြန်ကြမြန်ဟောတော့ဒီနေ့ကတော့လူခွေတော့မဟုတ်သေးဘူးဒီနေ့ကတော့လူငယ်တွေကျွန်တော်လည်းလူငယ်ဖြစ်ခဲ့တယ်။ယုံလား။လူငယ်ဘဝနဲ့ကြွတာဘယ်နည်းရှိလဲဆိုတော့ဘယ်နည်းရှိပြီ။အခုကျွန်တော်တက်ဘလို့ရှိပြီလေအားလုံးပါနဲ့နော်အမှန်ပြောသူ90နော်90မှာ90ပြောရတဲ့အများကြီးပဲနော်လူကြီးပြောတာမှန်တယ်နော်လူကြီးရအမှန်ပဲပြောတာညာတော့လီပဲနော်โอเคဆိုတော့သူတွေဒီနေ့ဒီတော့ဒီနေ့နံပါတ်1က have a dream အိမ်မက်မဲ့ပါလူငယ်တွေအိမ်မက်မဲ့ဘူးလားမနေ့ကမှအိမ်မက်မဲ့ကြတယ်တော့ဆန်းဆန်းဒီနေ့မှအိမ်ဖို့လာပြီးအိမ်ကြိုပြီးတော့အိမ်မက်မဲ့ခဲ့ကြလားမဟုတ်ဘူးကျွန်တော်အိမ်မက်မဲ့ခဲ့တယ်ကျွန်တော်ဆိုရင်ဘယ်ကနေလာလဲသိလားရှင်းပြီးတယ်တော့မဟုတ်အိန္ဒိယနယ်စပ်ဝေပတ်တောင်ဩကတောင်ကျိုတောင်ကျမ်းမှာနေတဲ့ရွာနေလာဟာကြည့်လိုက်ဘာပဲတွေ့ရလဲတောင်ပဲတွေ့ရတာအဲ့ဒီတောင်ရဲ့အကျော်မှာမရှိတယ်မရောက်ဘူးဒါပေမဲ့အိမ်မက်မဲ့ဘာအိမ်မက်လဲဆိုတော့ငါတရက်ပညာတတ်ဖြစ်အောင်လုပ်ပဲဆိုအိမ်မက်အဲ့ဒီအိမ်မက်ကဘာမှမတားဆီးနိုင်အိမ်မက်ကရှင်သန်နေတဲ့ဒီဘဝလာပြီးပြောလာပြီးတော့လာပြီးဆောက်ရတော့ဘုနော်ဘဝမပြည့်ဘူးလို့အိမ်မက်မရှိတဲ့လူတွေဟာတရားရအောင်လို့ဒီမဲ့အစိုးရဝါရရှိမယ်ဒီကြမယ်ရှုံးပေးမယ်အိမ်မက်ရှိတဲ့လူတိုင်းဟာတော့မှတော့ဟန်ဒီတဲ့ခါမှာတောင်းလေးတဲ့ဒီတောင်းရတော့မှဘာရှိတယ်ဆိုတာကိုသိတယ်ဒါပေမဲ့ရောမနေတဲ့ချိန်ကငါတည်းရကြရင်အင်္ဂလန်မှာတောင်းတဲ့နိုင်ရမယ်ဆိုအဲ့ဒီခေတ်1985